ကျွန်တော်တို့2018မှာထိုးတယ်ဆိုတော့10နှစ်ပေါ့ဘလို့ပြောဒီစနစ်ကာလမှာတော့အနာကျက်တွေအသာကျက်တွေအဲ့ဒါအကွေ့လှဲ့တွေတော့အများရှိခဲ့တယ်ပေါ့ဘလို့ပြောဒီအကွေ့လှဲ့ဒီအတွေ့အကြုံတွေပေါ့နော်ဒါကတော့မဖြစ်မြောက်အကောင့်ထဲမှာပေါ်ရသေးတာကိုကျွန်တော်တို့သင်ခန်းစာယူမယ်ဒီအသာကျက်တွေကိုကျွန်တော်တို့ဒါကိုစုပြီးတော့ဒီအသာကျက်ကိုလည်းဆက်တက်တကူပြီးတော့အကောင့်ထဲပေါ်နိုင်အောင်ကျွန်တော်တို့ဒီကနေပြီးတော့ပဲညာနဲ့ตัวပြီးနေအောင်ပေါ့နော်ငင်းချင်ရလာကိုတော့ဖြစ်နိုင်မယ်လို့ထင်ပါတယ်ခင်ဗျကျွန်တော်ဒီကိုချိတ်ပေါ့ကျွန်တော်ကအချိန်ဖို့လိုတယ်ကျွန်တော်ပြောမှဆိုရင်အောင်တယ်ပြောကျွန်တော်အကျိုးဆောင်ပြောတာလေလွတ်သူနားလေအောင်နော်အဲ့တော့ကျွန်တော်အဲ့လိုမလွတ်ဒီတိုင်းသူတင်းခံလို့ရှိရင်တော့ကျွန်တော်နိုင်ငံကြီးအေးချမ်းမှာမဟုတ်တော့ဘူးဒါကအချိန်ယူလို့ရနိုင်လို့ကျွန်တော်အဲ့လိုမြင်ပါတယ်နော်ကြဒီတိုင်းနေမဲ့အစားတယောက်နဲ့တယောက်ဟောပေါ့သူနိုင်ကိုနိုင်ပေါ့အပြန်ကြီးတတ်နေကြမှာဆိုရင်လေပြည်သူရစိတ်မအေးဘူးသူတို့တွဲလည်းမကောင်းဘူးနိုင်ငံတော်လည်းမကောင်းဘူးအဲကျွန်တော်ဘုံညိုးပါတီအမြင်နဲ့ပြောမှဆိုရင်ဘာဖြစ်ပေါ့လေဘိုဒီနိုင်ငံတော်မှာရှိတဲ့တာဝန်ရှိတဲ့လူတွေအားလုံးပေါ့လေကျွန်တော်သက်ဆိုင်ရာနိုင်ငံရေးပြည်အားလုံးအမျှော်မြင်ရှိတဲ့နော်ကျွန်တော်ပြောမှာခုနကပြည်ကြီးအကျိုးဆောင်တွေပေါ့လွတ်ပါဆွေးနွေးပါအချင်းယူပါနှစ်နာခံပါနောက်နိုင်ငံတော်တွန်းအားပေးပါဖြစ်နိုင်အောင်ဆိုရင်မဖြစ်နိုင်စရာအကြောင်းမရှိဘူးကျွန်တော်နိုင်ငံကအခြေအနေကိုကျွန်တော်ပြည်တွင်းမှာရှင်းတာကောင်းတယ်ဟိုကဒီကလာရှင်းတာလဲကျွန်တော်တိတ်တော့မကြိုက်လှဘူးပြည်တွင်းပြည်တော်ပြည်တွင်းကတိုင်းသားချင်းညီကိုချင်းနဘူးတွေ့ဒူးတွေ့ဟာလားနော်ကျွန်တော်တို့ကအပေါ်ကင်းတဲ့ညင်းကြခုံကြဆွေးနွေးကြအဖြေရမဖြစ်နိုင်စရာအကြောင်းမရှိဘူး